ရှင်လဲကွဲရမှာပဲတေလဲကွဲရမှာပဲจิตအာနန္ဒာ25နှစ်တိုင်တိုင်းတဘဝမှာမခွာမင်းငါကိုပြုစုလှုပ်ကြွေးခဲ့တာတယ်မင်းအာယုံပြန်ပြုတော့နောက်ဆုံးတော့ဟေးတရားအားထုတ်ပြီးနေပေါ့အာနန္ဒာမကြာမီပြီမှလဲမင်းဟာယဟန္တာဖြစ်ပါလိမ့်မယ်တဲ့ဘုရားကိုယ်တိုင်မိန့်တော်မူသွားတာအာနန္ဒာဟာလေမြတ်စွာဘုရားပြိဋိဘံစံတော်မူတဲ့အချိန်ထိသောတာပန်ပဲဖြစ်နေသေးတယ်ဘာဖြစ်နေသေးတာလဲယဟန္တာမဟုတ်ဘူးအာနန္ဒာကသောတာပန်ပဲဖြစ်နေသေးတယ်ဒါကြောင့်သူမို့လားအဲ့ဒီမှာဘုရားရှင်ကိုယ်တော်မြတ်ကအာနန္ဒာကိုမနေနဲ့မင်းတရားအထုတ်မကြာမီမှာမင်းယဟန္တာဖြစ်လိမ့်မယ်လို့အဘိဓကပြောကြအဘိဓကပြောကြတော့မှသောကတွေငြိမ်လို့သောကတွေငြိမ်သွားတဲ့အခါကျတော့မှအာနန္ဒာကထပ်ပြီးတော့လျှောက်တယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဟောဒီမျိုးသိမျိုးငယ်လေးဖြစ်တဲ့ကုသေနာယုံမှာရှင်မရပြိဋိဘံမဆာမနဲ့ဘုရားတပည့်တော်တို့သာဝတိပြန်ကြရအောင်ဟောဒီမျိုးသိမျိုးငယ်လေးမှာရှင်ဘုရားပြိဋိဘံမဆာမနဲ့တပည့်တော်တို့သာဝတိကိုဖြစ်ဖြစ်ရာဇဂိုကိုဖြစ်ဖြစ်ပြန်ကြရအောင်လားမြတ်စွာဘုရားအဲ့ဒီလိုမြတ်စွာဘုရားကိုလျှောက်တော့မှဘုရားရှင်ကိုယ်တော်မြတ်ကစေတအာနန္ဒာဒီနေရာဒီသာသာကုတ်သိနာယုံကိုမင်းကမျိုးသိမျိုးငယ်နေလို့မထင်ခဲ့နဲ့တစ်ချိန်တော့ငါဟောဒီကုတ်သိနာယုံဟာမဟာတုထတနာမျိုးတော်တဲ့ဗာမျိုးတော်တဲ့မဟာတုထတနာမျိုးတော်ကြီးဖြစ်ခဲ့ဘူးတဲ့ဟောဒီမဟာတုထတနာမျိုးတော်ကြီးမှာငါကစัจ जा မင်းကြီးဖြစ်ဘူးတဲ့ဘာဖြစ်ဘူးတဲ့စัจ जा မင်းကြီးဖြစ်ဘူးတယ်လို့ဆိုပြီးတော့အဲ့ဒီမှာမဟာတုဒ္ဒတနာသုတ်တန်ကြီးကိုဘုရားရှင်ကိုရောမြတ်ဒီမမောနိုင်မပန်းနိုင်ခေါ်တယ်ဘုရားကြီးစัจ जा မင်းဘုရားကအကြောင်းလေးတာကြီးယရဏမိဖုရားယရဏအကြောင်းလေးအဲ့ဒါတွေဟောလို့ပြီးတဲ့အခါကျတော့မဟာတုဒ္ဒတနာသုတ်တန်ကြီးဆုံးတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကစေတအာနန္ဒာမန္လမင်းတို့ကိုငါပြိဋိဘံစံမဲ့အကြောင်းမင်းသွားပြီးတော့ပြောပါကွာတော်နေကြသူတို့မသိလိုက်ရဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ဘုရားရှင်ကိုရောမြတ်မိန့်တော်မူတဲ့အခါမှာအာနန္ဒမထေရသူများကအဖော်ယဟန်တပါးကိုခေါ်လို့ကုသေနာယုံမြို့ထဲကိုဝင်သွားပါတယ်ကုသေနာယုံမြို့ထဲကိုဝင်သွားတဲ့အချိန်မန္လမင်းတွေကလည်းမင်းခွန်းမှာစီဝေးဝဲကျင်းပနေတဲ့အချိန်တဲ့သွားတိုးတာသွားတိုးတဲ့အခါကျတော့အဲ့ဒီမှာအကျိုးအကြောင်းတွေအကုန်လုံးပြောပြတာဘုရားရောက်နေပြီမန္လမင်းတို့ရဲ့အင်းကြီးရကုံမှာပရိနိဗ္ဗာန်စံလိမ့်မယ်အဲ့ဒါဘုရားလာပြောခိုင်းလို့လာပြောတာလို့ဆိုတော့အဲ့ဒီမှာလူကလူဆုံကိုစီဝေဝဲညီလာခံကျင်းပနေတဲ့အချိန်ဆိုတော့ဟာဘာမှမပြောနဲ့မန္လမင်းတွေကမိဘုရားတွေကရင်ပါစီတီငိုကြွေးပြီးတော့ဟဲ့ဘုရားပရိနိဗ္ဗာန်စံတော့မပူးလိုက်ရမဖြစ်ရအောင်သွားကြစို့ဆိုပြီးတော့ဘုရားသားရေအဲ့ဒီမှာတခါတည်းအုပ်စုလိုက်ထွက်လာလိုက်တာဟာအင်းချင်းတော်ကိုရောက်တဲ့အခါကျတော့မှအာနန္ဒာကစီစဉ်ပေးတယ်ဟဲ့ဒီလူရုံဒီလိုမလုပ်နဲ့10ယောက်တအုပ်စု15ယောက်တအုပ်စုအဲ့ဒီလိုပဲနင်တို့ပူကြသူနဲ့ငါနဲ့တိုးဝေပြီးတော့ဒီလိုမလုပ်ကြနဲ့ဆိုပြီးတော့အဲ့ဒီမှာအရှင်အာနန္ဒာသည်မြတ်စွာဘုရားကိုဖူးဖို့လို့နေရာစီစဉ်ပေးပါတယ်အုပ်စုလိုက်ဘုရားဖူးခွင့်ပေးတယ်အဲ့ဒီလိုဘုရားဖူးခွင့်အုပ်စုလိုက်ပေးနေတဲ့အချိန်မှာဘုန်းကြီးတို့ပရိသတ်ရောက်လာပြန်တော့သူပတ္တပရပိုက်တဲ့ဘသူရောက်လာလဲသူပါဒပရပိုက်ကလည်းဘုရားဖူးခွင့်တောင်းတယ်တပည့်တော်လည်းဘုရားဖူးမရသေးခြေတင်ပေးနေတာကအာနန္ဒာခြေတင်ပေးတဲ့ကအာနန္ဒာဆိုတဲ့အခါကျတော့အဲ့ဒီမှာအရှင်အာနန္ဒာကဖူးခွင့်မပေးဘူးဒီပရပိုက်တွေဟာဘုရားသာသနာတော်ထမ်းမဟုတ်ဘူးတခြားဘာသာတခြားအယူဒီလောက်ပြိဋိဘံစံဃာကြီးမှာဟိုမေကုန်းမေဒီမေကုန်းမေနဲ့မြတ်စွာဘုရားပင်မမယ်နောင်တော်ကြီးဘုရားပင်မမယ်ဘုရားအပင်မမခံနိုင်တော့ဘူးသွားမဝင်နဲ့မင်းဖုတ်ဝင်မပေးဘူးဆိုပြီးတော့အာနန္ဒာကအဲ့ဒီသုပတ္တပရပိုက်ကိုမောင်းထုတ်တာပရိသတ်ကြီးမောင်းထုတ်တဲ့အခါကျတော့မြတ်စွာဘုရားကကြားတဲ့စေတအာနန္ဒာတဲ့ဝင်ခွင့်ပေးလိုက်ပါဆိုတော့မှအဲ့ဒီမှာဘုန်းကြီးတို့ပြည်သားသုပတ္တပရပိုက်ကြီးဘုရားထံရောက်လာတာအဲ့ဒါဗုဒ္ဓရဲ့ဝိနည်းနောက်ဆုံးတာဝန်ကသူတို့ကညီကိုနှမရှိတယ်ဘုရုံးကဘာကုသိုလ်ကောင်းမှုလုပ်လို့အကိုကြီးကဦးဖြားဖြားလှူတယ်ညီကတော့နောက်မှနဲ့သူတော့လှူတယ်နောက်မှလှူတယ်ဘာကုသိုလ်ကိုပဲလုပ်လို့နောက်မှကြီးလုပ်တယ်အကိုကြီးကတော့ဘာကုသိုလ်လုပ်လို့အရင်ဦးဆုံးလုပ်တယ်အရင်ဦးဆုံးလုပ်တဲ့အကိုကြီးကဒီဘဝမှာအရင်ဦးဆုံးသစ္စာသိတယ်ရှင်ခွန်းတင်ညသူလည်းပရိသတ်ဘာကုသိုလ်ကောင်းမှုကိုလုပ်လို့နောက်မှဆိုပြီးတော့နောက်မှကုသိုလ်လုပ်တဲ့ညီငယ်ကယခုနောက်ဆုံးမှပဲယဟန္တာဖြစ်ရမယ်ပရပိုက်ဘဝနဲ့ရောက်နေတာ
အဲ့ဒါမြတ်စွာဘုရားပြိဋိဘံစာမယ်ကြတော့သူသိခြင်းနဲ့မေခွန်းတွေကိုအဲ့ဒီမှာမြတ်စွာဘုရားကိုလာပြီးတော့မေးတာပရိသတ်ရေမြတ်စွာဘုရားကလည်းအဲ့ဒီမှာဖြေတာတို့တို့ပြောဆိုအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီသုဘဒပရပိုက်ကြီးမေးတာတွေအကုန်လုံးဖြေတော့မှသူ့အမားတွေအကုန်လုံးသိပြီးတော့ဘုရားကြည်ညိုပြီးတော့အဲ့ဒီမှာဘုန်းကြီးတို့ပရိသတ်ကိုရင်ဝက်ခွင့်တောင်းတယ်ဘာဝက်ခွင့်တောင်းလဲကိုရင်ဝက်ခွင့်တောင်းတဲ့အခါကျတော့မြတ်စွာဘုရားကဟဲ့ခြေသားအာနန္ဒမင်းအဲ့ဒီသုဘဒပရပိုက်ကိုကိုရင်ဝက်ပေးလိုက်အဲ့ဒါမြတ်စွာဘုရားရဲ့နောက်ဆုံးကိုရင်ဝတ်တဲ့ပွဲပဲဘုရားဌာနမောက်မှာနောက်ဆုံးကိုရင်ဝတ်သွားတာသုဘဒပရပိုက်ကိုရင်လည်းဖြစ်သွားရောတရားဆက်နာတယ်ဘုန်းကြီးတို့ပြေးတိုင်းတရားဆက်နာပြီးတော့ယဟန္တာဖြစ်တယ်ဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတယ်တဲ့ယဟန္တာဖြစ်သွားတယ်အဲ့ဒါဘုရားရှင်ကိုရောမြတ်သည်အဲ့ဒီဗုဒ္ဓဝေနေယနောက်ဆုံးဗုဒ္ဓဝေနေယအဲ့ဒီသုဘဒပရပိုက်ကိုချွေချွတ်တော်မူပြီးဒီနောက်မှာအာနန္ဒာကိုပြောတယ်ခြေသားအာနန္ဒာငါဘုရားမရှိပေမဲ့လို့တရားဟာဆရာဘုရားပဲတရားမရှိပေမဲ့လို့တရားဟာပါတယ်လေအေးဆရာဘုရားပဲအဲ့ဒါမင်းတို့မှတ်ကြတစ်ချက်နောက်တစ်ချက်မိန့်တော်မူတယ်တပါးနဲ့တပါးတန်ဃာတွေအချင်းချင်းခေါ်ကြပြောကြတဲ့အခါမှာအာဟုသောငါရှင်လို့မခေါ်နဲ့တော့ကြီးတဲ့ကိုတော်ကငယ်တဲ့သူကိုခေါ်ရင်အာဟုသောငါရှင်ငယ်တဲ့ကိုတော်ကကြီးတဲ့ကိုတော်ကိုခေါ်ရင်လည်းပဲငါရှင်ဒီလိုငါရှင်လို့မင်းတို့ခေါ်ဝေါ်သုံးဆွဲခြင်းကိုမပြုနဲ့အကြီးကသာလေအငယ်ကိုငါရှင်လို့ခေါ်ပြီးတော့အငယ်ကအကြီးကိုဗန်းတေရှင်ဘုရားလို့အဲ့ဒီလိုခေါ်ဝေါ်သုံးဆွဲကြသာသနာတော်ရဲ့အခေါ်အဝေါ်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမှာတခါတည်းသတ်မှတ်ခဲ့တယ်အကြီးကအငယ်ကိုငါရှင်ဘယ်ကပြန်လာတယ်လဲငါရှင်ဘယ်ကြွမလို့လဲအဲ့ဒီလိုသုံးခွင့်ရှိတယ်အငယ်ကအကြီးကိုငါရှင်ဘယ်ကပြန်လာလဲငါရှင်ဘယ်သွားမလဲလို့အဲ့ဒီလိုမမေးနဲ့တဲ့ရှင်ဖေရဘယ်ကြွမလို့လဲဖေရရှင်ဖေရဘယ်ကပြန်လာတာပါလဲဖေရအဲ့ဒီလိုကြီးတဲ့ပုဂ္ဂိုလ်ကိုရှင်ဖေရလို့ဗန်းတေလို့သုံးပါနှစ်ချက်ဘယ်နှချက်လဲပရိသတ်နောက်တကနာမသုံးသိက္ခာပုဒ်အငယ်သားတွေကိုပယ်နှုတ်လို့ကပယ်ထုတ်နိုင်တယ်ကဲငါဘုရားပညာခဲ့တာအခုဝဏိသိက္ခာပုဒ်229ပုဒ်ရှိတယ်အဲ့ဒီ229ပုဒ်ထဲကမင်းတို့မကြိုက်တဲ့သိက္ခာပုဒ်တွေဗာသိက္ခာပုဒ်ရှိတယ်ပြောငါဘုရားထုတ်ပေးခဲ့မယ်ငါအမိန့်နဲ့ပညာခဲ့တာငါထွက်ဆိုရင်ဒီအမိန့်ကထွက်တာပဲကဲဘယ်လိုလဲမင်းတို့ကြိုက်တာပြောဘယ်သိက္ခာပုဒ်တွေငါပယ်ဖြတ်ပေးခဲ့ရမလဲဘုရားကမေးတယ်တန်ခါချားတယ်မှာတပါးမှဘယ်သိက္ခာပုဒ်ကိုဖြတ်ပေးပါဖျားလို့တပါးမှထားမလျှောက်ဘူးအဲ့ဒါတစ်ချက်နောက်တစ်ခုမြတ်စွာဘုရားကသန္ဓမထေတဲ့ဘာမထေတဲ့တဲ့သန္ဓမထေကိုဗျမဒံထားလိုက်ကြကွာတဲ့သန္ဓဆိုတာဒီပြီလူမဟုတ်ဘူးပရိသတ်မြင်းမီဆွဲမောင်ဆံဘယ်သူလဲပရိသတ်မြတ်စွာဘုရားတောထွက်တုန်းကမြတ်စွာဘုရားမြင်းမီဆွဲပြီးတော့နောက်ကလိုက်တဲ့မောင်ဆံဆိုတာကြားဖို့တယ်မဟုတ်လားသန္ဓအမနဲ့သာသနာတော်ရောက်လာတာသင်္ကန်းဝင်လာတာသန္ဓမထေတဲ့တရားအမထုတ်ဘူးပြောစကားနားမထောင်ဘူးသူကဘယ်နဲ့ဖြစ်တုံးဆိုတဲ့အခါကျတော့မြတ်စွာဘုရားတခုပြလိုက်တာနဲ့ဟောမှာငါတော့တဲ့ပို့ပြီလို့သူဘုရားဖြစ်ရတာဒါနဲ့ကြိုင်တာသူကဟုတ်သူကမြင်းထိန်တော့ဟုတ်သူကမြင်းထိန်ဆိုတော့ဘုရားကတော့ထွက်တော့မြင်းနဲ့ထွက်တာဟုတ်အလောင်းတော်ဘုရားကအဲ့ဒါပဲသူကအဲ့ဒါနဲ့ကြိုင်တော့တာဘာဖြစ်ဖြစ်မင်းတို့ဘာလဲငါလာပြောနေတယ်မလေးမင်းတို့ကြည်ညိုတဲ့ဘုရားမင်းတို့ဆရာဘုရားကငါလိုက်ဖို့လို့တော့တဲ့ရောက်လို့ဘုရားဖြစ်ရတာဆိုတော့ဒါနဲ့ကြီးကြိုင်ပြီးပြောတာဘာလို့မှဆုံးမလို့မရဘူးဘုရားဆုံးမလည်းမရဘူးအဲ့ဒါမြတ်စွာဘုရားကိုပြိဋိဘံစံတော့မယ်ဆန္ဒနားမှလည်းမရှိဘူးဒီလိုဖြစ်နေတာသူကအဲ့ဒါနဲ့ဘုရားရှင်ကိုယ်တော်မြတ်ကအဲ့ဒီဆန္ဒကိုတဏှာလဲတဏှာတယ်ဆန္ဒကယဟန္တာဖြစ်မှာပြေးတာမာနများကြောက်เสียကောင်းတယ်အဲ့ဒါတကားတဲ့ဗျမဒံထားလိုက်ကြတယ်ဗျမဒံဆိုတာဘာတော့နားလည်အောင်ပြောမယ်ဗျမဒံဆိုတာဆန္ဒကိုခေါ်လည်းမခေါ်နဲ့ပြောလည်းပြောနဲ့ပြစ်ထားလိုက်သူ့သဘောတိုင်းသူနေရှင်သလိုနေပြီဆိုတော့ပြစ်ထားလိုက်တယ်ဘုရားကအဲ့လိုဘုရားမှာခဲ့တာအဲ့ဒီဇကဘုရားပြိဋိဘံစံပြီးတော့ဆန္ဒကြားတော့ဟာဘုရားတော်ငါပြစ်ထားပြီအဲ့တော့မှမှန်ကြတာဘုရားပြိဋိဘံစံသွားပြီဘုရားငါပြစ်ထားခဲ့ပြီဆိုအဲ့တော့မှမှန်ကြတော့မှတရားအထုတ်တော့မှပြေးတိုင်သန္ဓမထေသည်ယဟန္တာဖြစ်တယ်တဲ့ယဟန္တာဖြစ်ဖို့အရေးကိုမျှော်တွေးပြီးတော့မြတ်စွာဘုရားသည်သူ့ရဲ့ပါရမီဖြည့်ပဲခေမာတောင်ကန်းကိုအနောမာတောင်ကန်းကိုလိုက်ပို့ပေးခဲ့တဲ့သန္ဓမထေကိုငါဘုရားရှင်ကိုရောမြတ်သည်ဗျမဒံထားခဲ့တယ်လို့မင်းပြောခဲ့ပြီးတော့အာနန္ဒာရေဘလောက်အကွက်စီတယ်ဘုရားလဲဆိုတာသိစမ်းတယောက်မှချမ်းမထားခဲ့ဘူးပါရမီရှိတဲ့ပုဂ္ဂိုလ်ဆိုအကုန်တစ်ခါတည်းနိဗ္ဗာန်ပို့ခဲ့တာအဲ့ဒီလို